ခုမှာ final လေးကိုကြောက်ပြီးတော့ body blocking ပေးနေကြတဲ့အခြေအနေကြပါလာပြီ။ Generation တော့ပိုင်းမှာ Dash Sky အပြောင်းမှာ2G တန်းချာလက်ထက်နဲ့ပြေးကြတဲ့ 4v1 နဲ့ Umber Kiba Blink နဲ့အောက်မှာ Aurelia Ryan တက်အဆုံးတဲ့နဲ့ပဲ2 Yuki တောက်လျှောက်ပြန်ပြီးတော့သိမ့်ပိုက်ထားနေတယ် Justin ကလေ Valentine's တက်ပြီးတော့ကာလာသေးရဲ့နောက်မှာအေးလွင်เนาะကျွန်တော်ဘလူးမှာတော့မရတော့ဘူးပြန်လဲပြီးတော့ space ကအများကြီးစစ်ပြီးရ2 vs 1 2 vs 1မှာ distraction တွေဟောပြီ backup ရှိရဲ့အခြေအနေမှာတော့မရလိုက်ဘူးဗျာ Hero King တက်ကောင်လို့တန်းချသွားနေပဲ Black 3တော်တော်လေးကိုမှတာသွားခဲ့တဲ့အခြေအနေ First Left က2 man နဲ့ Back Strike နောက် Backline Control မှာ Blade နဲ့ Backline ကိုပြေးကြနေတာ Dance က2 man လေးပဲထပ်ပြီးတော့ 2G Only Stallion Bay နဲ့ပြန်ပေးခဲ့မယ် Episode 1ပြီးတော့တစ်ဖက်လည်း Backline ကိုအေးလွင်တောက်လျှောက် dash နေခဲ့တဲ့ character တစ်ခုမှပြန်ချဖို့တော့များနေတယ် Backline မှာလည်း Freezy တောက်လျှောက်ပြန်ထိအေးလွင်နဲ့ 1 for 1 Hook အောက်မှာ1 for 2လေးပဲပြန်ပေးခဲ့တဲ့ character မှာ shut down kill Banky Sun နဲ့တူ3 10 1တော့ Black 3ပြန်ရခဲ့မယ် Mayor First Star ထပ်ပြီးတော့ပေးထားချပေးခဲ့တဲ့ character တစ်ခု Demonic Force တွေမှာ live ပါလာဖို့များနေတယ်သိမလို့ AOG ပြန်ခေါ်မှာတော့အေးလွင်ကို Unbreakable နဲ့ Dark Side ကိုအပြောင်းနေမှာ Aurelia Ryan ကိုပြန်ထပ်ပြီးတော့အဆုံးသတ်တဲ့ဒီခါဒီကြားမှာတော့ winner crown တွေပြန်ခဲ့ Backline ကိုပြေးပြီးတော့လုံနေကြတယ် Immobilize နဲ့ 1 man လေးပဲ 4v1 Demonic Force နဲ့ Dark Side ပြောင်းခဲ့တဲ့ Blade တွေအောက်မှာတောက်လျှောက်ဆိုလို့ winner crown ပြန်ခဲမှာ Blade ပြန်ထွက်အောင်မှာတော့ 2 man down သွားခဲ့တဲ့ Black 3မရှိရဗျ online mega ဒေတာဘောပြရောက်ရရင်တော့များတယ်ဗျဒီခေါက်တော့နေတူတူပါတော့တယ်မနက် Spear Stand Fun Slash မှာတော့ 1 man လေးပဲ winner crown အလိုက်လေးထပ်ပြီးတော့ခဲထားတယ် Backline မှာလည်း Dark Side ထပ်ပါလာခဲ့တဲ့ character တစ်ခုမှာ Dawn နဲ့တူပဲ Extra Speed တက်လာတဲ့ Grenadier Flower Dance တွေလှပနေကြတယ်နောက်ကပါလာခဲ့တဲ့ damage တွေအောက်မှာတခါတည်းပဲ Killing Spree နဲ့ Mist Token ထပ်ပြီးတော့အဆုံးသတ် 2 man down overall မှာတော့ 4 man down ခဲ့တဲ့ character မှာကြာရှိနေကြတဲ့ 2G ဒီကောင်နဲ့ပဲ Defender တော့ကြိုးစားနေကြတယ် Mist Token နဲ့ Double Kill Taste Trapper Taste the Troll Taste the Tuna တောက်လျှောက်ဆိုလိုပဲသရိုးဘာတခါရဲရိုက်ချိုးသွားနေနေပဲ Game number 2မှာလည်း Astro Space တီလိုအပ်နေခဲ့တဲ့နိုင်ပွဲတစ်ပွဲကိုတော့တောက်လျှောက်ပဲပြန်လဲပြီးတော့ရောက်ယူသွားနိုင်ခဲ့ပြီဖြစ်ပါတယ်